Good evening. မင်္ဂလာညနေခင်းလေးပါ First of all, ရှုစွာအနေနဲ့ I want to thank for this evening. ဒီညနေတာလည်းကျေးဇူးတင်ပါတယ် Today, ဒီနေ့မှာ I would like to share a short testimony with you. လွန်တူတောင်းတဲ့တတိခံချက်လေးနဲ့နိုင်ငံတတိခံကြပါတယ် This is something that God taught me really. ဒါဖခင်ကျမကိုတုံတင်ခဲ့တဲ့အရာဖြစ်ပါတယ် Previously, တကယ်တော့ my friends hate one girl. ကျမတငယ်ချင်းတွေကကောင်မလေးတယောက်အရင်မုန်းနေခဲ့ပါတယ် My friends often talk badly about her. သူ့အကြောင်းကိုကျမတငယ်ချင်းတွေကမကောင်းကြောင်းနဲ့အမြဲတမ်းပြောလို့ရှိပါတယ် I keep hearing those things, ကျမအဲ့အရာတွေကိုအမြဲတမ်းကြားနေရတယ် and without even realizing it, ကျမတတိမထားမိလိုက်တဲ့အချိန်မှာ that bad habit had infected me. အဲ့မကောင်းတဲ့အကျင့်ဆိုတွေကကျမစီကိုကူးဆက်လာခဲ့ပါတယ် And so like them, အဲ့အချိန်မှာ I began to hate that girl. ကျမလည်းအဲ့ကောင်မလေးကိုမုန်းလာခဲ့ပါတယ် But about 2 weeks ago, လွန်ခဲ့တဲ့နှစ်ပတ်လောက်က on Wednesday, ဗုဒ္ဓဟူးနေ့မှာ God spoke to me through a Bible verse. ဖခင်ကျမကိုကျမ်းစာတစ်ပိုင်းနဲ့ဖွင့်ပြခဲ့ပါတယ် That verse was အဲ့ကျမ်းပိုက်ကတော့ John chapter 15, ယောဟန်အခန်းကြီး15 verse 12. အခန်းငယ်7 Love one another as I have loved you. ငါပြည့်ညတ်ဟုမူကားငါသည်တင်တို့ကိုချစ်သည်နည်းသူတင်တို့သည်အချင်းချင်းချစ်ကြလော When I read that verse, ကျမအဲ့ကျမ်းစာကိုဖတ်ပြီးတဲ့အခါမှာ God was teaching me to love others, ဖခင်ကျမကိုအခြားလူတွေကိုချစ်တတ်ဖို့သင်ပေးပါတယ် not to hate them. သူတို့မုန်းဖို့မဟုတ်ပါဘူး I also know that ကျမသိခဲ့တယ် I could not do this by my own strength. ကျမရဲ့ခွာနဲ့ဒါတွေကိုမလုပ်နိုင်ဘူးဆိုတော့ So I started to pray God. အဲဒါကြောင့်ဖခင်ကိုကျမဆက်ဆုတောင်းခဲ့တယ် And I also prayed for my friends and for her. ကျမကျမ်းစာတငယ်ချင်းနဲ့သူ့ရဲ့အတွက်ကျမဆုတောင်းခဲ့ပါတယ် This morning, ဒီမနက်မှာ I feel different inside of me. ကျမထူးခြားတဲ့အရာတစ်ခုကိုကျမခဏကိုယ်ထဲမှာခံစားရပါတယ် Last 2 weeks, လွန်ခဲ့တဲ့အပတ်နှစ်ပတ်လောက်က I went to school, ကျမကျောင်းကိုသွားခဲ့တယ် but that day, အဲ့ရက်မှာ something was different inside of me. ကျမရဲ့အထက်မှာထူခြားတဲ့အရာတစ်ခုကိုကျမခံစားနေရပါတယ် Instead of the hatred I had before, before, ကျမအစားမုန်းခဲ့တဲ့ကောင်မလေးကို by God's grace, ယေရှုဖခင်ကျေးဇူးတော်ကြောင့် I was able to love her again. သူ့ကိုကျမပြန်ပြီးတော့ချစ်လာခဲ့ပါတယ် It was not I changed myself. ကျမဘာသာကျွန်တော်ကကြိုးစားခဲ့လို့မဟုတ်ပါဘူး God changed my heart. ယေရှုဖခင်ကျွန်တော်ရဲ့ကျမရဲ့နှလုံးသားကိုပြုပြင်ပြောင်းလဲပြီးတော့ကြောင့်ဖြစ်ပါတယ် So today I want to encourage you. အဲဒါကြောင့်ကျမဒီနေ့မှတင်တို့ကိုခွန်အားပေးခြင်းပါတယ် If there is someone you find difficult to love or forgive, တင်တို့ချစ်ဖို့ခက်ခဲနေတဲ့လူတွေရှိခဲ့ရင် don't rely on your own strength. တင်ရဲ့ခွန်အားပေါ်မှာတင်မမိခိုးပါနဲ့ Surrender it to God and pray. ယေရှုဖခင်ရဲ့လက်တော်တော်အနန္တ Just as God changed my heart, ယေရှုဖခင်ကျမရဲ့နှလုံးသားကိုပြုပြင်ပြောင်းလဲပေးခဲ့တယ် He can also change your heart. တင်နှလုံးသားကိုလည်းပြောင်းလဲပေးနိုင်ဖြစ်တယ် You're blessed. တင်ကကောင်းခြင်းများခံစားရလို့ဖြစ်တယ်